Hello ခုနထားအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ Ellen sharing လုပ်ပေးသွားမယ့်နေရာလေးကချင်းမိုင်မျိုးမွန်းကြံကိုရောက်ရင် home stay ကောင်းကောင်းလုပ်လို့ကောင်းတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်တောင်ပေါ်မှာ view ကောင်းကောင်းရာသီဥတုအေးအေးလေးနဲ့လည်းနေကျင်တယ်ဈေးလည်းအရင်မကြီးကျင်ဘူးမြန်မာလူလည်းအားရပါရပျော်ပြီးတော့နေကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်လိုက်ကြည့်ကြပါဦးဟုတ်ကဲ့ပါရှင်အခုမြင်နေရတာကတော့မွန်းကြံမှာရှိတဲ့ပန်းခြံက view လေးတစ်ခုပဲဖြစ်ပါတယ်ချင်းမိုင်ကိုရောက်ရင်မွန်းကြံဆိုတာကလည်းလေပတ်ဖို့မမေ့တဲ့နေရာလေးတစ်ခုပဲဖြစ်တယ်နော်ဟုတ်ကဲ့ပါရှင် Ellen တို့အခုတဲခဲ့တဲ့နေရာလေးက Montpuri ဆိုပြီးတော့ခေါ်ပါတယ်အခုနာမွန်းကြံပန်းခြံကနေဆင်းလာရင်10မိနစ်ဝန်းကျင်လောက်ပဲရှိတာဆိုတော့အရန်လည်းမဝေးဘူး view ကလည်းအရန်လှတယ်အေးစီစီလေးလည်းနေလို့ကောင်းတယ် home stay လုပ်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်တဲစီရနေရာလေးကလည်းဒီလိုမျိုးအိမ်အလုံးလေးတွေလည်းရှိတယ်ရိုးရိုးအခန်းလေးလည်းရှိတယ်ဆိုတော့ရွေးချယ်စရာအများကြီးရှိတယ်အခန်းလေးကလည်းဒါအခန်းထဲကမြင်ရတဲ့ view ပေါ့နော်အရန်ကိုတက်ရှင်တက်ရက်ပြီးတော့တော်တော်လေးလှတယ်မနက်စာကလည်းကျွေးသေးတာဆိုတော့ဘာလို့သေးတော့ဒါအပြင်ဈေးနှုန်းလေးကလည်းအသင့်တင်မယ်ဆိုတော့ပြောစရာမရှိတော့ပါဘူးဒါအပြင်ဧည့်သည်တွေကို welcome လုပ်တဲ့ဒီခွေးလေးကလည်းရှိသေးတယ်အဲ့ဒီကခွေးမဟုတ်ဘူးလို့တော့ပြောကြတာပဲဒီ home stay camping လေးရဲ့ထူးခြားချက်ကညဘက်ကိုမူကထလေးကျွေးသေးတယ်အဲ့ဒီတော့ရာသီဥတုအေးအေးလေးနဲ့ကိုယ့်ရဲ့တငယ်ချင်းချစ်သူပေါင်းသင်းမိသားစုနဲ့အတူတူစားမယ်တောက်မယ်ပျော်မယ်ပါမယ်အေးစစ်စစ် chilling လုပ်ပြီး home stay နေခြင်းနဲ့ဆိုရင်တော့ 100% ပေးပါတယ် recommend ဒါကတော့အခန်းပုံစံနမူနာလေးပါရှင်ဒါကတော့တောက်ရှင်သလိုတောက်ပြီးမှောက်သွားတဲ့သူပါရှင်အဲ့ဒါဆိုရင်တော့ဒီနေ့ share လုပ်ပေးတာလေးကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် thank you